ဘုန်းကြီးတို့တွေလူဘဝရလာတဲ့အခါမှာလူဘဝမှာအကောင်းဆုံးဟာပါလဲလို့အမှန်တမဲ့မနေပဲနဲ့စဉ်းစားကြည့်တဲ့နေလူဘဝမှာအကောင်းဆုံးဆိုတဲ့နေရာမှာဒီမေကုန်းမေးပြီးတော့လူတိုင်းရဲ့ဆိုပါစို့လူတသိန်းရဲ့အဖြေကို research လုပ်ကြည့်မယ်ဆိုရင်တော့ဘာတွေထွက်လာမလဲလူသားတွေအတွက်မျက်နှာဘွယ်အကောင်းဆုံးအရာလို့အဖြေတွေကတော့အမျိုးစုံထွက်လာမယ်လို့ထင်ပါတယ်ဖြေတာဘာကြောင့်လို့ဆိုရင်ကိုကြိုက်တာကိုဖြေကြမှာနော်ကိုကြိုက်တာကိုဖြေကြမှာဆိုတော့အကောင်းဆုံးကဘာလဲလို့ဆိုရင်ဝက်သားကြိုက်တဲ့လူကဝက်သားများဖြေမလားမသိဘူးမျိုးစုံဖြေကြမှာပဲရှရဏပစ္စည်းကိုလိုချင်တဲ့အရာတွေကိုထောက်ပြောကြမှာဖြစ်တယ်သို့တော့စံတစ်ခုသတ်မှတ်ပေးမယ်ဆိုရင်တော့အဖြေတွေဟာအဲ့ဒီစံရဲ့ဘောင်အတွင်းရောက်လာမယ်ဆိုရင်တော့မှန်ကန်တဲ့အဖြေတစ်ခုရလာဖို့ရှိပါတယ်University of Education လူသားတွေအသိပညာတိုးတက်ဖို့အတွက်သင်ကြားတဲ့တက္ကသိုလ်လို့ဖွဲ့အနေနဲ့ PED တို့ MED တို့ TED ရောရှိသေးလားမသိဘူးရှိတယ်နော် Doctor of Education Master of Education နဲ့ Bachelor of Education အမြင့်ဆုံး TED ထိအောင်စူးစမ်းကြရတာအဲ့တော့အခုလိုတက္ကသိုလ်ကြီးတွေတည်ထောင်တာဘာအတွက်တုံးတမန်လူတွေလိုချင်တဲ့အသုံးဆောင်ပစ္စည်းတွေလူတွေလိုချင်တဲ့ဂုဏ်သိက္ခာတွေအလုံးတက်လိုက်မယ်ဆိုရင်လောကမှာလူတွေလူချင်တဲ့အရာတွေကအများကြီးပဲရှိတယ်တုံးတဲ့သူဆက်ဆံရေးကြတော့ရှားဒုဂုဏ်သိမ်းစည်းစိမ်ဥစ္စာတွေဟာလူတွေအတွက်လူချင်စရာတွေပဲအသုံးဆောင်ပစ္စည်းတွေဆိုတာလေလူချင်စရာတွေကြီးပဲအဲ့ဒီလူချင်စရာတွေဟာလူတွေရဲ့ပြန်လို့ဝယ်အကောင်းဆုံးအရာလားလို့ပြောမယ်ဆိုရင်ထောက်ခံဖြေဆိုတဲ့ပုဂ္ဂိုလ်လည်းအရေးအတွက်အဖြစ်များလိမ့်မယ်လို့ထင်တယ်အဲ့တော့စံတစ်ခုသတ်မှတ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ဘဝကိုထိန်းချောင်းပြီးတော့လူဂုဏ်သိက္ခာအပြည့်အဝနဲ့ဒီဘဝမှာလည်းကောင်းတော့ဘဝမှာလည်းကောင်းဘဝလမ်းကြောင်းကိုမတိမ်ဆောင်ထိန်းချောင်းနိုင်တဲ့ရှည်ရှည်ကြည့်ပြီးတော့ဆုံးဖြတ်လိုက်မယ်ရှားတုဂုဏ်သိမ်းစည်းစိမ်ဥစ္စာဆိုတဲ့အရာတစ်ခုဟာအတိုင်းအတာတစ်ခုအလွန်တိုးတယ်ပေါ့ရှားတုဆိုတာလေတိုးတောင်းတဲ့အချိန်ပိုင်းလေးမှာပဲဖြစ်တယ်စည်းစိမ်ဥစ္စာဆိုတာလေဘလောက်ပဲချမ်းသာမျက်စိလေးနှလုံးမမိတ်ခင်ဒီဘဝမကုံဆုံးခင်နေတာပိုင်ဆိုင်ခွင့်ရှိတယ်မျက်စိနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ပိုင်ဆိုင်ခွင့်မရှိတော့နော်မပိုင်ဆိုင်မကကိုယ်တော်မှာအိမ်မောကြာထားမှာမဟုတ်ဘူးပစ္စည်းမပိုင်ရုံနဲ့မကဘူးလူကပါဆင်းပြရတဲ့အနေအထားဖြစ်သွားနော်ချို့ဆိုအိမ်မောတော်မတင်ရဘူးဖြစ်သွားတယ်ချို့ယူစားတယ်မြို့ရဲရွာတွေတော့မသွင်းရတော့ဘူးဆိုအဲ့တော့လူရဲ့အမှန်လူမျိုးရဲ့ယုံကြည်ချက်မှကြည်လူဘဝလေးဟာအသက်နဲ့ကိုယ်ထင်ရှားရှိနေတော့နေပဲတန်ဖိုးဆိုတာရနိုင်ပြီးတော့အသက်စီဝင်ချုပ်သွားတာနဲ့တပြိုင်နက်ရှားရဲရွက်ကတ်တဲ့အိမ်ထဲကိုအသွင်းမခံတော့တဲ့အနေအထားမျိုးထိရောက်သွားကျက်တို့
ဝတ်တူကမှအိမ်နဲ့သွင်းပြီးချက်ပြုတ်စားတော့ရသေးတယ်လူကြတော့သူမှလည်းမခံနိုင်ဘူးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့အဆုံးသတ်ဘယ်နှမတူလဲတို့ပြောတယ်ဒါဖြင့်လူသားတွေဘဝကမျက်နှာဝဲအကောင်းဆုံးဘာလို့လို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပြောမယ်ဆိုရင်ကိုချင်းသီလနဲ့ကိုချင်းတရားနဲ့ပညာပဲဖြစ်တယ်အဲ့ဒီကိုချင်းတရားနဲ့ပညာကတော့ဘယ်တော့မှတမိုးရော့ပါသွားတာမရှိဘူးဘယ်တော့မှတမိုးမရော့ဘူးသီလရှိနေတာငယ်စဉ်ဘဝသီလရှိနေတမိုးရှိတာပဲလူလက်တန်းစားမှာသီလရှိနေတမိုးရှိတာပဲအသက်ရွယ်ကြီးတော့လဲတမိုးရှိတာလူရဲ့သိက္ခာလူရဲ့တမိုးဆိုတာကိုချင်းတရားပေါ်မှာရှိတယ်နောက်တစ်ခါအသိပညာအတတ်ပညာအသိပညာအတတ်ပညာဆိုတာဒါလည်းပဲလူဘဝမှာအလုံးကိုတမိုးချီးမားတဲ့အရာတွေအလုံးကလက်ခံနိုင်ပြီးတော့ဘေးအရွယ်ရောက်တမိုးဟာကျဆင်းသွားတယ်လို့မရှိဘူးပညာရဟာတမိုးတက်နေတော့မှသာဖြစ်တယ်အဖြေထုတ်မယ်ဆိုရင်လူသားတို့အတွက်မျက်နှိုးွယ်ကောင်းဆုံးအရာသည်ကိုချင်းသီလနဲ့သိပညာပဲဖြစ်တယ်အလုံးခြုံငုံပြီးတော့ပညာရေးတက္ကသိုလ် University of Education တို့ဖွင့်တာ How to teach ကအဓိကထမတယ်ကျောင်းသူကျောင်းသားတွေကိုဘယ်လိုသင်ကြားပေးမလဲဆိုတဲ့လောကမှာအင်္ဂလိပ်စကားထဲမှာသုံးတဲ့ educated ဆိုလူကြားထဲမှာအပြောဆိုအနေထိုင်အရေးချင်းအားဖြင့်စင်တန်းရှိနဲ့နေထိုင်တတ်ဖို့သင်ကြားတာလေဒီထဲမှာပါဝင်တော့မှာပေါ့ educated နဲ့ uneducated ဆိုပြီးတော့ခွဲပြီးပြောတဲ့အခါမှာလိမ္မာရင်ကျေးမှုမရှိဘူးအပြောမတတ်အဆိုမတတ်လူထဲမှာဒီကိုယ်သိက္ခာကဲမဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေဆိုရင်ဒါ uneducated ပညာမရှိတဲ့ပုဂ္ဂိုလ်လိမ္မာရင်ကျေးမှုမရှိတဲ့ပုဂ္ဂိုလ်ဆိုကြရကြတာပေါ့နော် educated ဆိုရင်တော့ချီးမွမ်းရတယ်လို့ဆိုဒါဘာကြောင့်ချီးမွမ်းတာတော့ဆိုလို့ရှိရင်သီလနဲ့ပညာနှစ်ခုတမိုးထားတာအဲ့တော့ educated ဆိုတာပညာရေးတစ်ခုတည်းမဟုတ်ဘူးလို့ထင်တယ်လူသိက္ခာပါပါတယ်လို့ပြောရမှာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတရားတော်ဟာမြန်မာနိုင်ငံမှာ AD 17 ရာစုနှစ်ကစပြီးတော့တိုးတက်တဟုတ်တိုးတက်လာတယ်လို့ပြော။ဘာကြောင့်တိုးတက်လာလဲဆိုရင်နောထာဘုရင်ကြီးနဲ့ရှင်ဓမ္မဓာတိလို့ခေါ်တဲ့သောဏဘုံမိတထုံကကြွလာတဲ့ရှင်ဓမ္မဓာတိတို့ရဲ့ကျိုးပန်းအထောက်မှုဒါဖြင့်အမလူမျိုးတွေမှာကိုချင်းသီလနဲ့အသိပညာဘာကိုအကြောင်းပြုတိုးတက်လာတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူခြင်းကြားနာရခြင်းလိုက်နာကျင့်သုံးခြင်းသင်ယူခြင်းမှတ်သားခြင်းလိုက်နာကျင့်သုံးခြင်းဒီအချက်၃ချက်ပထမနားထောင်ပြီးတော့သင်ယူတယ်ဒုတိယမှတ်သားထားတယ်တတိယလိုက်နာကျင့်သုံးတယ်ဆိုအဲ့ဒီသင်ယူခြင်းမှတ်သားခြင်းလိုက်နာကျင့်သုံးခြင်းဆိုတဲ့အဲ့ဒီလုံးရက်၃ခုနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရလာတဲ့အခါမှာဘဝတိုးတက်လာတယ်လို့သူတို့ပြောမှာပဲဖြစ်တယ်ဘာသာတရားဆိုတာတွေက
ဘယ်ခေတ်မှမဆိုရှိတယ်ပေါ့မြတ်စွာဘုရားမပွင့်ခင်ကလည်းဘာသာတရားတွေရှိတယ်သိရှိကြတဲ့ဘာသာတရားကြီး၃ခုပြောရမယ်ဆိုလို့ရှိရင်ရှေးကြဆုံးဘာသာတရားကဘာတော့ဆိုရင်ဣတ္တရနိမနာလို့ခေါ်တယ်ဖန်ဆင်းရှင်ကိုကိုးကွယ်ယုံကြည်တဲ့ဘာသာတရားဟာရှေးကြဆုံးပဲနော်ပါဠိစာပေမှာမြတ်စွာဘုရားကဣတ္တရနိမနာလို့ဣတ္တရကိုအိန္ဒိယနိုင်ငံသားတွေကဣဆွာရလို့ခေါ်တယ်တူတူပဲပါဠိကဣတ္တရာဆန်စကရစ်ဘာသာစကားကဣဆွာရနိမနာဆိုတာဖန်ဆင်းတာတကုရှင်ကြီးကဖန်ဆင်းလို့လောကကြီးကဖြစ်ပေါ်လာတယ်တို့တွေလည်းလူဘဝဖန်ဆင်းခံရလို့လူဖြစ်လာတယ်လို့ယုံကြည်ပြီးတော့တကုရှင်ကြီးကြိုက်တယ်မကြိုက်ဘူးဆိုတဲ့နောက်မှာလူတွေကဖန်ဆင်းရှင်ကိုယုံကြည်ပြီးတော့ဖန်ဆင်းရှင်ရဲ့အလိုချဖန်ဆင်းရှင်ဆိုတာကိုဗဟိုပြုပြီးတော့လိုက်နာကျင့်သုံးရမယ်စီမင်းစည်းကမ်းတွေကိုဘာသာရေးခေါင်းဆောင်တွေကချမှတ်လာကြတယ်အဲ့ဒီဝါဒဟာရှေးကြဆုံးပဲလို့ပြောတယ်နော်ရှေးကြဆုံးဝါဒအဲ့တော့အဲ့ဒီကနေဆွတ်နေလာတဲ့ဘာသာတွေဒီကနေ့ခေတ်ခေါ်နေတဲ့ဘာသာတွေကလည်းဒီလမ်းကြောင်းအောင်မှာပဲရှိတယ်ဒီလမ်းကြောင်းအောင်မှာပဲရှိတယ်ခရီးတာဆိုတဲ့ခေါ်ကိုလက်ခံပြီးတော့ခေါ်စင်တာတည်ခြင်းခေါ်ဆိုတဲ့တကုရှင်ကြီးကိုဗဟိုပြုပြီးတော့ဆိုမှလူတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းသွားတယ်ပေါ့အဲ့ဒါမကောင်းဘူးလားဆိုတာကောင်းတဲ့တိုင်းတာထိကောင်းပါတယ်လူတွေရဲ့အကျင့်သီလနဲ့အသိပညာကိုထိမ့်သိမ့်သွားတာဆိုဘယ်နည်းနဲ့ပဲထိမ့်လူတွေဟာကိုယ်ကျင့်သီလနဲ့အသိပညာနဲ့နေထိုင်သွားပြီဆိုရင်တာမန်တခြားတတ္တလောကကတိရစ္ဆာန်တွေနဲ့မတူဘဲနဲ့လူတွေဟာဆင်းမြင့်တယ်လို့ပြောမှာဒါကဣတ္တရနိမနာဝါဒဆိုတဲ့ဘာသာတစ်ခုရဲ့လူလောကကြီးကိုထိန်းချောင်းမှုတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒီဣတ္တရနိမနာလို့ဆိုရဲ creation creator God ကိုညင်းပယ်ပြီးတော့လောကလူတွေဟာကြိုတင်သတ်မှတ်ချက်အတိတ်ကကိုလှုပ်တာတစ်ခုတည်းပေါ်မှာမူတည်ပြီးတော့ဖြစ်တယ်လို့ယူဆတဲ့ပုဗ္ဗေကတဟေတုဝါရဆိုတဲ့ဘာသာတရားလည်းရှိတယ်ဒါဒုတိယပေါ်ပေါက်လာတဲ့အရာတစ်ခုပေါ့ဖန်ဆင်းရှင်ဖန်ဆင်းလို့မဟုတ်ဘူးချွတ်တင်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းလူတွေဟာဖြစ်ရတယ်လို့အဲ့ဒီဘာသာဝါဒအရာကြတော့သူကလူတွေဟာလူဖြစ်တာလဲကျွတ်တင်ပြီးတော့သတ်မှတ်ချက်အတိုင်းဖြစ်တယ်။နွားဖြစ်တာလဲကျွတ်တင်ပြီးတော့သတ်မှတ်ချက်အတိုင်းဖြစ်တယ်။လူဘဝမှာလည်းပဲမျက်စိနဲ့ကိုယ်အလင်းမရဘူးဆိုရင်လည်းကျွတ်တင်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းပဲ။လက်မပါဘူးဆိုရင်လည်းကျွတ်တင်ပြီးသတ်မှတ်တယ်။ခုခေတ်ပြောတဲ့ autism တို့ဘာလို့ဆိုလဲကျွတ်တင်သတ်မှတ်ထားတယ်လို့။အဲ့တော့သူဟာပစ္စုပန်လူတွေရဲ့လောက်ရကိုဘာမှအတိမမပြုဘဲနဲ့လောက်ခဲ့ပြီးတဲ့အကြောင်းတရားတစ်ခုတည်းကိုလက်ခံတဲ့ဘာသာဝါဒဖြစ်သွားတယ်။အဲ့ဒီဘာသာဝါဒအရာဘာဖြစ်တော့ဆိုလူတွေဖို့တိုးတက်လမ်းပါတစ်ခုမှမရှိဘူး။အခုလို University of Education ဆိုတဲ့ပညာရေးတက္ကသိုလ်လာရောက်ပြီးတော့ပညာသင်ရတာလေကျွတ်တင်သမထလို့သူတို့ယူဆတယ်သူကဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးကျွတ်တင်သမထတဲ့အတိုင်းဒီမှာပမောက္ခကျောက်လာပြီးတော့ဖြစ်ရတာတို့ပမောက္ခတို့ဂတိကတို့ဖြစ်ရတာလေကျွတ်တင်သမထတဲ့အတိုင်းဖြစ်တာလို့
အဲ့ဒီအယူဆကိုပုပ္ပိကတဟိတုဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီအယူဆဟာလူရဲ့ခုံသိက္ခာတွေလူရဲ့စွမ်းရည်တတ္တိတွေလူရဲ့ကြိုးပမ်းမှုတွေအမျှော်အမြင်တွေကိုဖြည့်ဆည်းပြရရောက်လို့ဒီဝါဒဟာမှန်ကန်တဲ့ဝါဒမဟုတ်ဘူးဒီယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘာတစ်ခုမှတိုးတက်အောင်လုပ်နိုင်မှာမဟုတ်ဘူးကြိုတင်သတ်မှတ်ချက်သာဖြစ်တယ်ဆိုတဲ့လက်ခံမှုဟာဒီယုံကြည်ချက်ကမကောင်းတဲ့ဘက်ကိုဥတည်နေတယ်နောက်တတိယဘာသာတရားကတော့ဘာလို့ဆိုအဟိတုကဝါဒလို့ခေါ်တယ်ဘာဖြစ်ဖြစ်သူဖြစ်ချင်လို့ဖြစ်တာအကြောင်းမရှိဘူးအကြောင်းရှာစရာမလိုဘူးအလုံးဟာမတော်တဆဖြစ်ကြတာဘုန်းကြီးတို့ငယ်စဉ်တုန်းကဒီနေရာဟာဘာမှမရှိသေးတဲ့နေရာနော်တောတွေဖုံးပြီးတော့နေတာဒီတဲ့စောစောပိုင်းမှာတော့တောရချောင်းကြီးတွေတို့ဖျားတွေတို့ရှိကောင်းရှိလိမ့်မယ်ဗမာပြည်နေ့လက်ထက်ကဘုန်းကြီးတို့စကိုင်းရောက်တဲ့အခါကျတော့ဒီနေရာဘာမှကိုမရှိတဲ့ကွေးမြင့်ကြီးတွေပဲဖြစ်တယ်ပေါ့အဲ့တော့အခုလို့ဖြစ်လာမယ်လို့ဘယ်သူမှလည်းမျှော်လင့်ထားတာမရှိဘူးကျွတ်တင်ပြီးတော့လည်းစဉ်းစားထားတာမဟုတ်ဘူးအချိန်ခါအားလျော်ဆိုတာဒီနေရာမှာ University of Education ဆိုပေါ်လာတယ်ကျွတ်တင်သတ်မှတ်ထားတာမဟုတ်ဘဲနဲ့ပေါ်လာတာသူဖြစ်ချင်လို့ဖြစ်တယ်ဆိုတဲ့ accident တဲ့ဝါဒသမားကခေါင်းရှုပ်မခံမဲနဲ့မစဉ်းစားတာအဲ့ဒါလို့မစဉ်းစားတဲ့ပုဂ္ဂိုလ်ကလည်းဘာမှတိုးတက်ဖို့မရှိဘူးဘာမှတိုးတက်ဖို့မရှိဘူးလောကလူတွေရဲ့အတိုင်းအဝိုက်မှာအကြမ်းမြင်အဖြစ်တကုရှင်ဖန်ဆင်းတဲ့ဘဝချွတ်တင်သတ်မှတ်ထားတဲ့ဘဝဖြစ်ချင်လို့ဖြစ်လာတယ်ဆိုတဲ့ဘဝမျိုးမှာလူတွေရဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာရွေးချယ်ဆန်းစစ်မှုမလှုပ်တင်တာကိုရှောင်ပြီးတော့လှုပ်တင်တာကိုလှုပ်မယ်ဆိုတဲ့အသိပညာကျိုးပန်းအထောက်မှုလုံလောက်ဝိရိယဆိုတာဒါတွေဟာဘာမှအသုံးမဝင်တော့တဲ့သဘောဖြစ်သွားတယ်ပေါ့လူဆိုတာကိုယ့်ရဲ့အသိပညာအမျှော်အမြင်တွေနဲ့ဒါကလှုပ်တင်တယ်ဒါကမလှုပ်တင်ဘူးဒါပြောတင်တယ်ဒါမပြောတင်ဘူးဆိုတာလူသားတွေကိုယ်တိုင်အသိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်နိုင်တဲ့အရာတွေသာဖြစ်တယ်ကျိုးပန်းအထုတ်ရင်ကျိုးပန်းအထုတ်သလောက်အထက်တန်းရောက်တယ်ဆိုတာလည်းလက်တွေ့ပြနိုင်တဲ့အရာပဲဖြစ်တယ်အဲ့တော့လူဆန္ဒလူရဲ့လုံလဝိရိယဒါတွေဟာခုနကဘာသာတရား၃ခုကိုညှင်းပယ်လိုက်မယ်ဆိုရင်လူတွေဟာကိုယ်ဆန္ဒနဲ့ကိုယ်လုံလဝိရိယနဲ့ကိုယ့်ရဲ့ကြိုးပမ်းအထောက်မှုကိုယ့်ရဲ့ရွေးချယ်မှုတွေနဲ့ကြီးပွားတိုးတက်လာနိုင်တယ်ထာဝရဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့နေရာမှာရွေးချယ်စရာလမ်းမရှိဘူးအတိတ်ဘဝကလှုပ်ခဲ့လို့ဆိုတဲ့ပုံမှာအခြေခံလို့ရှိရင်လည်းရွေးချယ်စရာလမ်းမရှိဘူးပြီးခဲ့ပြီးသားတွေအကြောင်းမဲ့ accident ဖြစ်တယ်ဆိုရင်လည်းရွေးချယ်ဖို့လမ်းမရှိဘူးအဲ့တော့အဲ့ဒီလိုဘာသာဝါဒတွေရဲ့ခြားထဲမှာလူသားတွေဟာတိုးတက်ဖို့အမှန်တမ်းရှားပါသွားတယ်ခက်ခဲသွားတယ်လူတွေဟာအညွန့်တုံးသွားနိုင်တယ်ပေါ့ဒါစဉ်းစားကြည့်လို့သိနိုင်တယ်ပေါ့နော်ညွန့်တုံးသွားတယ်ဘုရားမြတ်စွာပွင့်လာတဲ့အခါကျတော့ဒီရှိနေတဲ့အယူဆတွေကိုမမှန်ကန်မှုဆိုတာကိုဖယ်ရှားပစ်တယ်လူဆိုတာတဲ့ကရဏီယလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာလူလောကမှာရှိရမှာဖြစ်တယ်ပညာရှိတွေကမိဘတွေကဆရာသမားတွေကကိုယ့်ရဲ့သားသမီးတပည့်နောက်လိုက်တွေကိုဆုံးမတဲ့အခါမှာဒါကမလှုပ်သင့်ဘူးဒါကလှုပ်သင့်တယ်ဒီလိုပဲဆုံးမတာပဲဖြစ်တယ်ပေါ့
အဲ့တော့လုံးတဲ့နာနဲ့မလုံးတဲ့နာဆိုတာနှစ်ခုရှိပြီးသားဖြစ်နေတယ်သဘာဝကောမလုံးတဲ့နာကိုရှောင်ဖို့လုံးတဲ့နာကိုလုံးဖို့မလုံးတဲ့နာတွေလုံးနေသမျှဒုက္ခတွေ့ရမှာဖြစ်ပြီးလုံးတဲ့နာမလုံးသေးသမျှဘယ်တော့မှချမ်းသာဒုက္ခရမှာမဟုတ်ဘူးဆိုတဲ့အဲ့ဒီလမ်းညွှန်ချက်တွေဟာမိကောင်းဖာကောင်းဆရာကောင်းသမားကောင်းမိတ်ဆွေကောင်းတို့ရဲ့လမ်းညွှန်ချက်တွေဖြစ်လို့လောကမှာချီးပွားတိုးတက်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့လူသားတွေရဲ့အတိုင်းဝိုင်းမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကိုရွေးချယ်ထားရမယ်ဒါလူသားတွေရဲ့ကိုယ်ပိုင်ရွေးချယ်မှုလို့ခေါ်တယ်အခုလိုပညာရေးတက္ကသိုလ်ဆိုတာတည်ထောင်ပြီးတော့ဘဝမှာဘယ်လိုနေထိုင်ရမလဲဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ပညာရပ်တွေကိုသင်ကြားပေးတဲ့ပညာရေးတက္ကသိုလ်အဲ့ဒီပညာရေးတက္ကသိုလ်ကပညာသင်ပေးထားတဲ့ပုဂ္ဂိုလ်တွေကကြောက်ရိုင်းတုံးနဲ့အလားသဏ္ဍာန်တူတဲ့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုကြောက်သွေးပြီးအယောင်တင်ပေးတဲ့ဆရာသမားတွေအနေနဲ့ဖြစ်ပေါ်လာပြီးတမိုးတက်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာလောကမှာထင်ရှားရှိတယ်ပေါ့ဒါကြောင့်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာလှုပ်ချင်တဲ့ဆန္ဒကြိုးပမ်းအထုတ်တဲ့ဝီရိယဆင်ញင်သုံးသပ်နိုင်တဲ့အတိပညာဆိုတာလူသားတွေရဲ့မွေးရပါအခွင့်အရေးမြတ်တာဖြစ်တယ်အဲ့ဒီလူသားတွေရဲ့မွေးရပါအခွင့်အရေးကိုတန်ဖိုးထားတာတော့ဘုရားမြတ်စွာပဲဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟာဘုန်းကြီးတို့တွေကရုပ်ပုံတွေနဲ့စေတီပထိုးတွေတဲပြီးတော့ကိုးကွယ်နေကြတာဟာဘာကြောင့်ကိုးကွယ်နေကြသလဲစဉ်းစားကြည့်ရမှာကကိုးကွယ်မှုဆိုတာလူတွေရဲ့စိတ်အရသာဖြစ်လာတာမြတ်စွာဘုရားကသူဟောပြောတဲ့ဆုံးမဩဝါဒပေးတာကိုလက်တွေ့ကျင့်သုံးဖို့သာဟောတာဖြစ်တယ်ကိုးကွယ်ဖို့ဟောတာမဟုတ်ဘူးနော်ကိုးကွယ်ဖို့ဟောတာမဟုတ်ဘူးကိုးကွယ်တာကလူသားတွေဟာသူများကိုအားကိုးတဲ့စိတ်ကြီးမားကြတယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမရောက်ခင်ကတကိုးရှင်တွေနတ်ဖျားတွေဓာတ်တွေကိုရှုံကြည်ကိုးကွယ်ကြတာဟုတ်ရှုကြည်ကိုးကွယ်ကြတာကိုအားကိုးတာအလွန်နဲ့စောဝဲတီးပြီဆိုရင်ဘေးရဆရာတွေစီသွားကြလိမ့်မယ်ကြည့်စောဝဲဖြည့်ရင်ဘာလေးဆောင်သွားဆိုတာလေးအနည်းဆုံးတော့လောက်ကြမှာနော်အဲ့တော့ကိုယ့်ပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုဟာပြေဝမရှိဘူးဆိုတာထင်ရှားတယ်ကိုယုံကြည်မှုမရှိဘူးတဲ့ယုံကြည်မှုဘေးရဆရာကဒီနှစ်ကောင်းတယ်မကောင်းဘူးဒီနှစ်ဒီပဲနှလုံးရမယ်ဆိုလဲအကြောင်းသွားကြမှာကြည့်မကြခင်ဘေးရဆရာတွေစီမှာလူစီကားလိမ့်မယ်အဲ့ဒါကိုယ့်ဟာကိုယ်မှုအားနေသွားတဲ့သဘောပဲတကယ်ကတော့အကြီးအချင်းဆိုတာကိုယ့်ရဲ့တဏ္ဍမှာသာရှိတယ်အပြစ်မှမရှိဘူး internal condition နဲ့ external condition ဆိုတာနှစ်ခုရှိတယ် internal နဲ့ external ဘယ်ဟာကအကောင်းလဲလို့ဆိုရင် internal ကအကောင်းတယ် internal ဉာဏ်ဖြင်းလာပြီဆိုမှ external ကပံ့ပိုးပေးရတာဖြစ်တယ်အတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိတယ်အခုဒီတက္ကသိုလ်တက်ပြီးတော့ကျောင်းသင်နေတာတွေက external condition လို့ခေါ်တယ်။ဘာမောခကျုပ်ဘာမောခကတိကဆရာမများက subject matter တွေကိုသင်ပေးတယ်။ဒါက external အကြောင်းတရားလို့ခေါ်တယ်။မိမိကိုယ်တိုင်ကစူးစမ်းပြီးတော့သင်ယူတယ်မှတ်သားတယ်။ကိုယ်သိဉာဏ်နဲ့ကိုယ်ဆုံးဖြတ်တယ်။အဲ့ဒါက internal condition လို့ခေါ်တယ်အတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအင်အားတစ်ခုဖြစ်လာ
အဲ့ဒီမဲ့အရေးကြီးဆုံးကအင်တာနက်ကပို့အရေးကြီးတယ်နော်နေ့စဉ်ဘဝမှာလည်းပဲကြည့်ဘဝမှာအသက်ရှင်နေတာတွေကိုစဉ်းစားကြည့်လိုက်တို့တွေဘာနဲ့အသက်ရှင်နေတာတော့လို့ဆိုအင်တာနက်အစ္စတာနဲ့နှစ်ခုပေါင်းပြီးတော့အသက်ရှင်နေတာပြင်ပကခန္ဓာကိုယ်ချမ်းသာစေတတ်တဲ့အစာတွေကိုစားရတယ်ဒါပြင်ပက external condition လို့ခေါ်တယ်သို့တော့ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်တွေ organ တွေကကျမ်းမာတန်ဆွမ်းနေဖို့လိုတယ်ပေါ့ပြင်မဲ့ကစားတဲ့အစာလည်းပဲအာဟာရထပြေဝတယ်ခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတဲ့ကလေးစားတွေနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဆိုပါစို့အစာကိုကျင့်ညက်ပြီးတော့ခန္ဓာကိုယ်အတွင်းမှာတန်ရှင်းသွားစေနိုင်တဲ့အင်္ဂါရက်တွေကလည်းကောင်းတယ်ဆိုလို့ရှိရင်ဒီလိုဟာကျမ်းမာတာပဲလေအင်တာနက်အစ္စတာနဲ့နှစ်ခုပေါင်းတာအပြည့်မဲ့ကဘလောက်ကောင်းတာတွေစားအသေးမကောင်းဘူးကြောက်ကမကောင်းဘူးတခြားဘာညာမကောင်းဘူးဆိုလို့ရှိရင်အမဖြစ်ပြသို့တော့အင်တာနက်နဲ့ကောင်းတယ်ခန္ဓာကိုယ်ကကောင်းတယ်စားရတဲ့အစာတွေကအမဖြစ်ဘူးဆိုရင်တောင်မှပဲအတွင်းကောင်းသည့်အတွက်အစာအာဟာရစားရင်အဖြစ်သေးတယ်လို့ပြောသို့တော့ပို့ပြီးတော့အဖြစ်တဲ့အစာစားလိုက်လို့ရှင်အတိုင်းနဲ့အလွန်ဖြစ်လာတယ်ဘယ်ကိစ္စမှမဆိုအင်တာနက်နဲ့အစ္စတာနဲ့နှစ်ခုပေါင်းစပ်ထားတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားဆင်ခြင်မှုလိုအပ်တယ်ပေါ့နော်အဲ့တော့ဘုန်းကြီးတို့တွေလောကမှာလူဘဝရလာပြီဆိုလို့ရှိရင်တန်ဖိုးထားရမယ်မျက်နှာထိုက်တဲ့အရာနှစ်ခုရှိတယ်လို့များစွာသောအရာတွေကဒီနှစ်ခုပဲရွေးချယ်ပြီးတော့ပြောရမယ်ဆိုအကောင်းဆုံးလို့ရွေးထုတ်လိုက်မယ်ဆိုရင်ဘာလို့ဆိုရင်လူရဲ့ကိုယ်ချင်းတရားရဲ့အသိပညာရဲ့ဒီနှစ်ခုဟာအကောင်းဆုံးလို့ပြောမြတ်စွာဘုရားကလည်းဆုံးမတာဒီနှစ်ခုပဲသီလပညာနာတောဆယံကိုယ်ချင်းသီလရှိတယ်အသိပညာရှိတယ်ဆိုရင်အရာရာအခက်ခဲဟုသမျှကိုအောင်မြင်နိုင်တယ်လို့ဆိုတာဒီထဲမှာပတ်စံရှိရင်ငွေကြေးတနာပြည့်စုံရင်အကတ်ကောင်းရင်ဆိုတာမပါဘူးเนาะအဲ့ဒါတွေကလည်းအပေါ်ယံအကြောင်းတော့ဖြစ်တာပေါ့သို့တော့အတွင်းကြတဲ့အနှစ်သာရအကြောင်းဟာဒီနှစ်ခုပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာကိုးကွယ်ရတဲ့ဘာသာတရားရဲ့လို့မဟုတ်ဘူးလိုက်နာကျင့်သုံးရမယ်အဆုံးအမဩဝါဒတွေသာဖြစ်တယ်မြန်မာနိုင်ငံမှာထွန်းကားနေတဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခုလိုတက္ကသိုလ်ကြီးဖွင့်ပြီးတော့သင်ယူရမယ်ပညာရတွေသာဖြစ်တယ်ပေါ့နော်သင်ယူပြီးတဲ့အခါလိုက်နာကျင့်သုံးရမယ်ပညာရတွေဒီပညာရတွေနဲ့မြန်မာလူမျိုးတွေဟာခရစ်နှစ်1885ခုနှစ်လောက်ကစပြီးတော့အိုးစားကွဲသွားတယ်မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်တီဘောမင်းပတ်သွားတဲ့နောက်ပိုင်းမှာအနောက်တိုင်းကဝင်လာတဲ့ပညာရတွေနဲ့လူတွေဟာတဖြည်းဖြည်းအဲ့ဒီဘက်ကိုရောက်သွားပြီးတော့မိမိတို့နိုင်ငံအနောယထာဘုရင်ကြီးနဲ့ရှင်အရဟံတို့ချမှတ်ခဲ့တဲ့မြတ်စွာဘုရားရဲ့ဟောကြားတဲ့အဆုံးအမဆိုတဲ့ပညာရတွေနဲ့တဖြည်းဖြည်းဝေးသွားတယ်တဖြည်းဖြည်းဝေးသွားပြီးတော့နောက်တိုင်းပညာရတွေကိုလေးလာချရတာပိုများလာတယ်ဘာကြောင့်လေးလာရတယ်လဲလို့ဆိုရင်အဲ့ဒီပညာတတ်မှရှားဒူးလေးရလည်းရတယ်စာဝတ်နေရေးအတွက်ကလည်းအဆင်ပြေမယ်အဓိကတော့အဲ့ဒါပဲလက်တွေ့ဖြည့်ရှင်းဖို့ရကအဲ့ဒီပညာရနဲ့ဘွဲ့လက်မှတ်ကလေးရထားပြီဆိုရင်လှုပ်ရှောက်လို့ရတယ်ပေါ့
စာဝတ်နေရေးကိုထောက်ကူပြုတဲ့ပညာရတည်းလို့ဆိုအဲ့တော့ဗုဒ္ဓဟောတဲ့အဆုံးအမတွေကစာဝတ်နေရေးကိုတိုက်ရိုက်ခြေဆုပြုတဲ့ခေတ်ဟာကုန်ဆုံးသွားတော့အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတော်တွေဟာတော်တော်များများကြောပေးတာခံလိုက်ရတယ်လို့ဘယ်တော့ကစတော့ဆိုရင်1800နော်80 85လို့ပြောမှာပေါ့မြန်မာတက္ကရာနဲ့ပြောမယ်ဆိုရင်1248ခုနှစ်1248ခုနှစ်ကနေစပြီးတော့ကြောပေးတာခံလိုက်ရတယ်အဲ့ဒီကနေပြီးခဏထီအောင်နောက်ကိုပြန်လှည့်လို့မရသေးဘူးခတ်ဆောင်းဆောင်းလေးတော့ဖြစ်လာနောက်တဲ့ကိုပြန်မလှည့်နိုင်တော့ဘူးပေါ့ကိုယ်ပိုင်အခွင့်အရေးတစ်ခုအနေနဲ့ကတော့ဘာသာတရားကိုလေးစားတယ်လိုက်နာတယ်ဆိုတဲ့ခံယူချက်နဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူကြတယ်မှတ်သားကြတယ်จิตကြကြကိုအထောက်ကြတယ်ဆိုတဲ့အတိုင်းအတာပိုင်းကတော့ရှိတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဆိုတာဟာနာယူရမယ်မှတ်သားရမယ်ပြီးရင်လိုက်နာကျင့်သုံးရမယ်ဆိုတဲ့ဒီအချက်၃ချက်နဲ့ဖော်ဆောင်ရမှာဖြစ်တယ်ကဲအဲ့ဒါကိုဖော်ဆောင်နိုင်ဖို့ဘုန်းကြီးတို့လူဘဝရလာတဲ့ခါမှာအကောင်းဆုံးမျက်နှာဝဲအကောင်းဆုံးအရာဆိုတာသီလနဲ့ပညာကိုချင်းတရားနဲ့အသိပညာသားလည်းဖြစ်တယ်ဘယ်လောက်ထိအောင်မျက်နှာဝဲကောင်းလို့ဆိုကိုချင်းသီလပြက်ပြားသွားလို့ရှင်ဆိုပါစို့ဘလောက်ပဲပွဲရထားဘလောက်ပဲယာတုကြည်စဉ်းစားကြည့်ဖို့ပြောပြတာနော်ကိုချင်းသီလဘက်ကပျက်စီးသွားပြီဆိုရင်အရှက်တကွဲအကျိုးမဲ့ဖြစ်သွားနိုင်တယ်အရှက်တကွဲဖြစ်သွားနိုင်တယ်နော်အရှက်တကွဲဖြစ်သွားတယ်လူသိက္ခာမရှိဘူးဆိုတာအလုံးရဲ့အမြင်မှာဂုဏ်သိက္ခာကျဆင်းသွားတယ်ဒါကိုချင်းသီလကဘလောက်ဂုဏ်သိက္ခာတင်ပေးထားတယ်ဆိုတာစဉ်းစားကြည့်ကိုချင်းသီလပြက်ပြားသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပက်ဆံချမ်းသာဘလောက်ပဲယာတုကြီးကိုချင်းတရားပြက်ပြားသွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်အဖြစ်အလုံးကတမှုမထားတော့တဲ့ပုဂ္ဂိုလ်ရွှန်ရှာတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲအဲ့တော့သူ့ကိုဘာကြောင့်လေးစားတာတုံးဆိုကိုချင်းသီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုချင်းသီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ဂုဏ်သိက္ခာတွေကျဆင်းသွားတယ်ဂုဏ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုချင်းသီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြောဒါကြောင့်မို့ဆရာမလောင်းနေအလုံးဟာနံပါတ်1ကိုချင်းသီလနဲ့ပြည့်စုံတို့တဲ့လူစ조사အထောက်အမှာဖြစ်တယ်ဒါဖြင့်ကိုချင်းသီလရှိအောင်မလုပ်ရကိုချင်းသီလရှိအောင်လုပ်ရမယ်အချက်2ချက်ရှိတယ်ဘယ်ရာပဲဖြစ်ပညာနဲ့ထိန်းရမှာဖြစ်တယ်ကိုချင်းသီလကောင်းဖို့အတွက်စဉ်းစားရမှာ2ခုကိုချင်းသီလပြက်ပြားခြင်းရဲ့အပြစ်ကိုချင်းသီလရှိခြင်းရဲ့အကျိုးအဲ့ဒီ2ခုဆင်ញင်ဖို့လိုတယ်ပေါ့ဆင်ញင်တယ်ဆိုတာကိုယ့်ရင်ထဲမှာကိုချင်းသီလပြက်ပြားသွားရင်ဘဝဟာဘယ်လောက်ထိအောင်နှုံချသွားနိုင်တယ်သူ့ရဲ့အပြစ်ကိုချင်းသီလပြက်သွားလို့ရှိရင်ဘယ်လောက်ပဲလောကမှာရှက်စရာကောင်းသွားနိုင်တယ်ဆိုတာကိုနံပါတ်1တွေးတော်ရမယ်ဆင်ញင်ရမယ်ကိုချင်းသီလပြက်ခြင်းနောက်ဘဝငရဲကြတာတွေမကြတာတွေအသာထားကိုမသိဘူးထ
ဒီဘဝမှာရင်ကြည့်လက်ရှိဘဝမှာလည်းပဲကိုကျင့်သီလပြက်ပြားသွားပြီဆိုရင်ငါဟာလူအတိုင်းဝိုင်းထဲမှာအထူးသဖြင့်လူအတိုင်းဝိုင်းဆိုတဲ့ထဲမှာဂုဏ်သိက္ခာရှိတယ်လူအတိုင်းဝိုင်းထဲမှာကိုဟာမဝင်ဆန်းတော့ကိုကျင့်သီလပြက်ပြားသွားလို့ရှိသေးရှိဘဝနဲ့ခေါင်းမော့ခါကော့ပြီးမွဲနိုင်ဘူးကိုကျင့်သီလမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်မို့ကိုကျင့်သီလမရှိခြင်းရဲ့အပြည့်ဟာဒီဘဝတည်းမဲ့တို့တွေလူရမကွေးတဲ့ဘဝမျိုးရောက်စေနိုင်တယ်နောက်အကျိုးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ကိုကျင့်သီလရှိလို့ရှိရင်ဘယ်ပရိသတ်ထဲသွားဘယ်အတိုင်းဝိုင်းနဲ့ဝင်ကိုဟာမဟုတ်တာမလုပ်တဲ့လူတယောက်ဆိုခုံရှိတယ်နော်သိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကလက်ခံတယ်နော်ဝင်ဆန်းတယ်ကိုယ့်ရဲ့တရင်နေဟာလည်းကောင်းတရင်ပဲရှိတယ်အဆိုးမရှိဘူးဒါကိုကျင့်သီလကောင်းခြင်းရဲ့အကျိုးတရားလေးတွေပြောအဲ့ဒီအပြစ်နဲ့အကျိုးကိုတွေးတောဆင်ခြင်ခြင်းအားဖြင့်လည်းပဲကိုကျင့်သီလထိမ့်သိမ့်မှုအတွက်အင်အားရရလာနိုင်ပါတယ်တဲ့ဒါကတစ်ခုနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကိုကျင့်သီလကောင်းမှုရအတွက်ရှင်တဲ့နှလုံးထဲမှာရှိတဲ့စိတ်နေသဘောထားနှစ်ခုရှိတယ်တစ်ခုကဘာတော့ဆိုရင်ဟိရိတစ်ခုကဩတ္တပရှိရီဟိရိဆိုတာကိုယ်တိုင်ကမဟုတ်တာမလုံးချင်တဲ့စိတ်ဓာတ်ကိုယ်တိုင်ကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေမဟုတ်တဲ့လုပ်ရက်ကိုမလုပ်တဲ့အလုပ်တွေဆိုလို့ရှိရင်ယွန်ရှာတဲ့စိတ်ဓာတ်ရှိရစိတ်ထဲမှာမိပြီးတော့ဖြစ်တာဟိရိမြန်မာလူပြန်တဲ့အခါရှက်တယ်လို့ပြန်တယ်မဟုတ်တာလုပ်ရမှာရှက်တယ်ယွန့်တယ်မဟုတ်တာမလုပ်ဘူးဆိုတဲ့အတိတ်အင်္ဂလိပ်လိုရှိန်လို့ပြန်တယ်ပေါ့နော်အဲ့ဒါကရှက်တယ်ဆိုတာနှစ်ခုရှိတယ်လူကြားတဲ့ထစကားမပြောရင်လည်းရှက်တတ်တယ်လို့ပြောကြပြန်ဒီနေရာမှာရှက်တယ်ဆိုတာဟာမဟုတ်တာလောက်ရမှာရှက်တာကိုပြောတာအဲ့ဒီမဟုတ်တာမဟုတ်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအဲ့ဒီဟိရိရဲ့ဩတ္တပဆိုတာပဝန်းကျင်ကိုလေးစားတယ်ရှုသေးတယ်ဥပမာကျောင်းသားတွေဆိုရင်ဆရာတွေကိုလေးစားတယ်ယူသေးတယ်ဆရာရှိမှဆိုရင်အပြောဆိုကစပြီးပို့ပြီးတော့ဆင်ញင်ကြတယ်အဲ့ဒါလိုပဲဥတ္တပရဲ့သဘောကကိုယ်ပဝန်းကျင်ကိုလေးစားတယ်ကိုမဟုတ်တာလုပ်ရင်ပဝန်းကျင်မှာဂုဏ်သိက္ခာကဲမဲ့လိမ့်မယ်ဆိုတာကိုသိပြီးတော့လေးစားတာပါဠိလိုတော့ဥတ္တပဆိုတာဒီဩတ္တပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ကတော့ fear လို့ပဲပြန်တယ်ပေါ့ moral fear လို့ moral shapeness နဲ့ moral fearness ဒီနှစ်ခုပြန်တာအဲ့တော့ကိုจิตတရားနဲ့ပတ်သက်ပြီးတော့ရှက်တတ်သူကိုจิตတရားနဲ့ပတ်သက်ပြီးတော့ကြောက်တတ်သူအဲ့ဒီနှစ်ခုရှိလို့ရှိရင်ကိုจิตသီလပြည့်စုံတယ်လို့တို့ဆိုလို့အဲ့တော့ကိုကျင့်သီလကိုစောင့်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုအဓိကထားပြီးတော့တိဆောက်ဖို့ကြိုးစားသူတိုင်းဟာအတွေးခေါ်နှစ်ခုထားကိုကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးဒီနှစ်ခုကိုစဉ်းကျင်စဉ်းစားပြီးတော့ကိုယ်တဏ္ဍမှာဟိရိနဲ့ဩတ္တပဖြစ်အောင်ကြိုးစားရမယ်လို့ဒါအကြောင်းနဲ့အကျိုးပါဠိစာပေမှာဘယ်လိုဆိုထားတော့ဆိုဟိရိယဩတ္တပေနသီလံဥပ္ပစ္စတိစေဝအဋ္ဌတိစာကိုကျင့်သီလနဲ့ပတ်သက်ပြီးဒုစရိုက်အမှုတွေကိုရှက်ခြင်းဒုစရိုက်အမှုတွေကြောင့်လမ်းကြောက်ခြင်းဆိုတဲ့ဒီသဘာဝစိတ်နေသဘောထားနှစ်ရပ်တည်ကျင့်သီလကိုဖြစ်စေတတ်တယ်ကိုကျင့်သီလကိုတည်မြဲစေတတ်တယ်လို့ဆိုဒီအကြောင်းနှစ်ခုကိုယ်တဏ္ဍမှာရှေ့အောင်လုပ်ပြီးတော့
ထူထောင်ပေးခြင်းအပြင်ကိုယ့်ရဲ့ကိုယ်ကျင့်သီလကိုဖြစ်ပွားစေရမယ်ထိမ့်သိမ်းဆောင်ရှောက်ရမယ်ဒါက human dignity လို့ခေါ်တဲ့အသက်ခါပိုင်းပေါ့နော်ဒါကအသိပညာရဖို့ရအတွက်လည်းပဲအကြောင်းရှိတယ်အသိပညာရဖို့ရအတွက်ဘာလို့တော့ဆိုအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုလိုရတယ်အကျဉ်းချုံးလိုက်ရင်နှစ်ခုဆရာသမားတွေတတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေထံကနေပြီးတော့သင်ယူခြင်းကအပြင်အကြောင်းမိမိကိုယ်တိုင်ကလက်ခံသုံးသက်ဆင်ញင်စဉ်းစားခြင်းဆိုတဲ့ယောနိသောမနတိကာရအတွင်းအကြောင်းနော်သင်ယူခြင်းနဲ့ပြောမယ်ဆိုရင်သင်ယူခြင်းနဲ့စိတ်ဝင်စားခြင်းပေါ့သင်ယူခြင်းနဲ့စိတ်ဝင်စားလေးလာသုံးသပ်ခြင်းအဲ့ဒီနှစ်ခုသည်အသိပညာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့အသိပညာရခြင်းအဲ့ဒီနှစ်ခုအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကပညာကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်တခွန်းနဲ့ပြောမယ်ဆိုလို့ရှိရင်သုတ္တုတာလက်ပတိပညာနဲ့သုတ္တုတာဆိုတာသင်လို့တဲ့ဆန္ဒနာယူမှတ်သားလို့တဲ့ဆန္ဒသည်လက်ပတိပညာအသိပညာကိုရနိုင်တယ်လို့သူတို့ဆိုတယ်ကိုယ်တိုင်ကအသိဉာဏ်တတ်ခြင်းစိတ်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီဆန္ဒတစ်ခုတည်းတော့အကြောင်းတစ်ခုပဲဘာဖြစ်ဖြစ်အရာမှာသိဉာဏ်နဲ့တတ်ခြင်းနဲ့ဆိုသိဉာဏ်တတ်ခြင်းနဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့သိအောင်လုပ်လာတယ်တော့ပြောမယ်ဆိုလို့ရှိရင်လောကမှာအောင်မြင်ဖို့ရအကြောင်းက၄ခုရှိတယ်အပြင်မှာရှားတာမဟုတ်ဘူးကိုယ့်ရဲ့နဲ့မှာရှိရ၄ခုကပါတော့ဆိုရင်သန္တာဝိရိယဝိမန္တစိတ်တဝိမန္တလို့အဋ္ဌိပတ်၄ပါးလို့ခေါ်တယ်အဋ္ဌိပါဒဆိုတာအောင်မြင်ခြင်းရဲ့အကြောင်းတရား means of accomplishment accomplishment အောင်မြင်ခြင်းရဲ့အကြောင်းတရား၄မျိုး means of accomplishment အဲ့ဒီအကြောင်းတရား၄မျိုးမှာနံပါတ်1ပညာရဖို့အတွက်သိကျင်တဲ့ဆန္ဒတတ်ချင်တဲ့ဆန္ဒနံပါတ်1နံပါတ်2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်မှုလုံလဝိရိယအခက်အခဲတွေပေါ်မှာကျော်လွှားနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နံပါတ်3ဆင်ញင်သုံးသပ်တတ်တဲ့အသိပညာဝိမန္တနံပါတ်4အဲ့ဒီ၄ခုဟာအရာမှာအောင်မြင်နိုင်တဲ့အကြောင်းတရား၄မျိုးပဲဖြစ်တယ်အဲ့ဒါလည်းပဲ internal condition တွေပဲကိုယ့်ရဲ့ထဲမှာရှိရမယ့်အရာတွေပဲအဲ့ဒါတွေနဲ့ဖြည့်ရှင်းသွားရမယ်လို့ဆိုတော့အဲ့ဒါကိုမြတ်စွာဘုရားဟောလိုက်တာသုတ္တုတာလက်ပတိပညာအသိပညာရဖို့အတွက်ကသိခြင်းတတ်ခြင်းနဲ့ဆန္ဒဟာအဓိကကြတယ်သိခြင်းတတ်ခြင်းနဲ့ဆန္ဒပေါ်မှာအကြောင်းပြုပြီးတော့သိမှုတတ်မှုဖြစ်ပေါ်လာတယ်လို့ဒီလိုမြတ်စွာဘုရားဆုံးမခဲ့တာဆိုဘုန်းကြီးတို့တွေကိုယ်ဘဝပညာရဖို့အတွက်သိခြင်းနဲ့ဆန္ဒတစ်ခုဟာနံပါတ်1အရေးကြီးဆုံးပဲဒါဖြင့်ဆန္ဒရှိနေုံနဲ့ပြီးလာဆိုမပြီးဘူးကြိုးစားရမယ်ကြိုးစားတဲ့အခါမှာလည်းအခက်ခဲဆိုတာမကြုံမှုမဟုတ်ဘူးကြုံလာမယ်ကြုံလာတဲ့အခါစိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်တယ်နောက်တစ်ခုကအခက်ခဲကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဒီလမ်းကိုသိတဲ့အသိပညာဆိုတာလည်းအရေးကြီးတယ်လို့အလုံးပေါင်းလိုက်တဲ့အခါဒီ၄ခုပဲဒါကြောင့်မို့ဒီ၄ခုဟာအင်မတန်မှအရေးကြီးတာမို့ကိုယ့်ရဲ့နှလုံးထဲမှာအားပြော့နေသေးတယ်ဆိုရင်ကိုယ့်ကိုပြင်ပြီးတော့အားကောင်းအောင်လုပ်ပြီးတော့ရတယ်အသိပညာဆန္ဒကို
မြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းရှိတယ်ဆန္ဒကြီးလင်ကြံသမျှပြီးတယ်ဆိုတော့နော်အဲ့ဒီစကားလုံးကပါဠိစာပေကရတဲ့စကားလုံးပဲသန္တဝတ္တောကိဏမကမ္မနသိစတိပါဠိဆောင်ပုဒ်ကသန္တဝတ္တောကိဏမကမ္မနသိစတိသန္တာရှိတဲ့ပုဂ္ဂိုလ်သန္တာပြင်းပြတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်တဲ့အလုပ်ဆိုတာမရှိဘူးလို့သူတို့ဆိုလို့တယ်နော်မအောင်မြင်တဲ့အလုပ်ဆိုတာမရှိပါဘူးအလုပ်အလုံးဟာအောင်မြင်ပါတယ်သန္တာရှိရင်အလုံးဖြစ်ပါတယ်လို့သူတို့ပြောတဲ့တော့သန္တဝတ္တောကိဏမကမ္မနသိစတိအဲ့ဒါနဲ့အလျော်အင်္ဂလိပ်လိုဆောင်းပုံမှတ်ချင်Sanda makes the impossible possible လို့မှတ်ရမှာ Sanda makes the impossible possible Sanda ဆိုတဲ့ရှင်တွေကစွမ်းအားရှိတဲ့အရာတစ်ခုဟာတဲ့မဖြစ်နိုင်ဘူးဆိုတာတွေကိုဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်ခေါင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကခေါင်းနဲ့ပတ်သက်ပြီးပြောတဲ့စကားရှိတယ် God makes the impossible possible သူတို့ဘုရားသခင်ဒီမဖြစ်နိုင်တာတွေအလုံးကိုဖြစ်အောင်လုပ်နိုင်တယ်ပေါ့သူတို့နော်ဘုရားဘာသာရေးကြတော့ဘာပြောမလို့ Sanda makes the impossible possible အဲ့လိုထို့တူပဲဝီရိယကလည်းဝီရိယဝတ္တောကိဏမကမ္မနသိစတိဝီရိယရှိတဲ့ပုဂ္ဂိုလ်ဟာမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးစိတ်တဝတ္တောကိဏမကမ္မနသိစတိကြံ့ခိုင်တဲ့တိမတ်တည်ငြိမ်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးဝိမန္တဝတ္တောကိဏမကမ္မနသိစတိအသိပညာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းမအောင်မြင်တဲ့အရာဆိုတာမရှိဘူးလို့အဲ့ဒီကိုယ့်ရဲ့အရည်ချင်းတွေကိုရှုံကြည်ပြီးတော့ဒီရည်ချင်းတွေကိုတိုးမြင့်ပြီးတော့ကြိုးစားဘာအတွက်တုံးဆိုအသိပညာရဖို့အတွက်အဲ့တော့ကိုချင်းတရားနဲ့အသိပညာဒီနှစ်ခုဟာလောကမှာတန်ဖိုးရှိဆုံးပဲဒီနှစ်ခုအောက်ရှော့ချလို့မရဘူးအသိပညာတစ်ခုတည်းပြောလို့လည်းမရဘူးကိုချင်းသီလတစ်ခုတည်းလည်းပြောလို့မရဘူးနှစ်ခုလုံးစုံမှနော်ကိုချင်းသီလတော့ရှိတယ်ပညာမရှိဘူးစွမ်းဆောင်မှုအားနည်းမယ်ပညာတော့ရှိတယ်ကိုချင်းသီလမရှိဘူးလူတော့လူကောင်းမဖြစ်ဘူးနော်လူတော့လူကောင်းမဖြစ်ဘူးကိုချင်းသီလလည်းမရှိဘူးပညာလည်းမရှိဘူးတမိုးမရှိတဲ့လူတယောက်ဖြစ်သွားမယ်ကိုချင်းသီလလည်းရှိတယ်ပညာလည်းရှိတယ်တမိုးအကြီးမားဆုံးလူဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမအရာတို့တွေဟာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်လို့ဒီလိုမှတ်သားနိုင်ယူထားတဲ့နေပေါ့နော်သီလမိဝဣဒအခံပညာဝပါဏဥတ္တမောဒီလောကမှာနံပါတ်1ကိုချင်းသီလရှိရင်ကောင်းတယ်အဲ့ဒီကိုချင်းသီလရှိပြီးတော့ပညာရှိမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အကောင်းနှစ်ခုစုံသွားတယ်ဒါကြောင့်မို့သီလပညာနာတော်ဆရာကိုချင်းသီလနဲ့ပညာချောင်းအရာခတ်သိမ်းမှာအောင်မြင်သွားနိုင်တယ်လို့ဒီလိုတတိပြုရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းနှစ်ခုဟာတစ်ခုဖယ်လိုက်လို့ရှိရင်လူရည်ချင်းဟာဆက်မမိတော့သီလကိုဖယ်လို့လည်းမရဘူးပညာကိုဖယ်လို့လည်းမရဘူးသီလလည်းရှိရမယ်ပညာလည်းရှိရမယ်အဲ့တော့ပညာဆိုတာကြတော့လောကမှာပညာဆိုတာတွေကအများကြီးရှိတယ်ပေါ့အခုခေတ်မှာပို့ပြီးတော့များပြားတယ်ပေါ့ပညာရက်တွေကပို့ပြီးတော့များပြားလာတယ်ဒါဖြင့်တက္ကသိုလ်တွေမှာသင်နေတာပညာရက်တွေလားလို့ပညာတွေကိုသင်နေတာလားဆိုစဉ်းစားကြည့်ဖို့လိုတယ်ပညာရဲ့နေပေတွေကအလွန်ကျဲတယ်
နေပေတွေကျဲသည့်အတွက်ကြောင့်သိเสียတွေကလည်းလွတ်များတယ်သို့တော့သိတတ်တဲ့ပညာဟာသိเสียတွေနောက်အကုန်လုံးမလိုက်နိုင်ကြဘူးပေါ့နော်ဘယ်သူမှလမ်းဆုံးအောင်မသိနိုင်ဘူးပေါ့အဲ့တော့ကိုယ်နဲ့ပဲနဲ့ကိုပညာရေးရဲ့နဲ့ပဲပညာရဲ့နဲ့ပဲကိုပညာဘူမိလို့ခေါ်တယ် field of knowledge ပေါ့အဲ့တော့ဒီနေရာမှာလည်းပဲ subject matter နဲ့ wisdom ကို꿰ဖို့လိုတယ်ပေါ့ knowledge နဲ့ wisdom 꿰ဖို့လိုတယ်ပေါ့ knowledge ဆိုတာသင်ထားလို့သိတဲ့အကြောင်းအရာတွေ knowledge လို့ခေါ်ပြီးတော့အဲ့ဒီပုံမှာလက်တွေ့လှုပ်ဆောင်ရလာလို့ experience ကြောင့်ဖြစ်ပေါ်လာတဲ့ဟာကြတော့ wisdom ပညာအဲ့ဒီတမန်ရနော်အဲ့တော့ experience ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဟာမှာ wisdom ပညာရှိလို့ပြောအောင်အဲ့ဒီအဆင့်ထိအောင်မရောက်ဘဲနဲ့ subject matter လောက်တင်သင်ပြီးသွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာ knowledge တော့ရှိတယ် wisdom မရှိဘူးလို့ပြောလို့ရတယ်အကြောင်းအရာတော့သိတယ်အကြောင်းအရာတော့သိတယ်အသုံးမချနိုင်နော်သုံးမချနိုင်ဘူးဥပမာဆရာဝန်တယောက်ဆေးပညာရပ်ကိုသင်တယ်လမ်းဆောင်အောင်သင်ပြီးတော့ဆေးပညာတို့ဆေးကုစားခြင်းမရှိဘူးဆိုရင်အဲ့ဒီဆရာဝန် knowledge တော့ရှိတယ် wisdom မရှိလို့ရှိရင်သူ့ရဲ့ဆေးပညာအစမ်းထွက်မှာမဟုတ်ဘူးပေါ့နော်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အခုတက္ကသိုလ်တွေကောလိပ်တွေသင်နေတဲ့အရာတွေဒီအလုံးဟာ subject matter တွေကြီးပဲသို့တော့ပညာဆိုတဲ့ခေါင်းစည်းအောက်မှာရှိတယ်အလုံးဟာဒီကနေ့ခေတ်စကားလုံးလေးတွေထွင်ထားတာတော့လှပါရူပဗေဒတဲ့ဓာတုဗေဒတဲ့ education ကြတော့ပညာဗေဒလို့မသုံးဘူးလားမသိဘူးနော်ရူပဗေဒဓာတုဗေဒအာယုဗေဒဝေဒဆိုတဲ့စကားလုံးကလာဝေဒဆိုတာအသိပညာပါဠိစာပေမှာဝေဒဆိုတာအသိပညာကိုပြောတာတော့အိန္ဒိယနိုင်ငံလို့နဲ့ပြောတဲ့ခါကျတော့ဗေဒဖြစ်သွားတယ်ဝေဒကဗေဒလို့ဖြစ်သွားတယ်ဝဘာဒီစတဲ့ဝေဒဗေဒဘာကုန်းနဲ့ဗေဒကကွက်ပြားခြင်းစိတ်ဖြာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဘာတစ်ချိုက်နဲ့ဗေဒကအသိပညာလို့အဓိပ္ပာယ်ရတယ်အဲ့တော့ရူပဗေဒကိုဘာကုန်းနဲ့သွားရွေးလို့ရှင်ရုပ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဓာတုဗေဒကိုဘာကုန်းနဲ့သွားရင်ဓာတ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဘာတစ်ချိုက်နဲ့ရေးမှဗေဒဆိုတာအသိပညာရဲ့ဆိုတာကိုဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ခွဲခြားစိတ်ဖြာခြင်းနဲ့သိခြင်းဆိုတဲ့အသိပညာရဲ့တရားပညာရဲ့တည်းရဲ့နေပယ်ဟာဒီကနေ့ခေတ်အလွန်ကိုများတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပညာရဲ့နေပယ်တွေအလွန်များလို့မြတ်စွာဘုရားကျတော့ဒီနေပယ်တွေအလုံးကိုသိခြင်းနဲ့ဆိုလို့ရှိရင်တခဏအတွင်းမှာအလုံးသိနိုင်တယ်ဘာကြောင့်သိနိုင်လို့ဆိုရင်ထက်မြက်တဲ့အသိပညာတစ်ခုပေါ့အကြီးအချင်းကြောင့်သိတာရှာဝတကံညေယံတာဝတကံညာနံခွဲခြားရမှာပါတော့ဆိုရင်ညေယနဲ့ညာနာနှစ်ခုရှိတယ်ညေယဆိုတာသိစရာညာနာဆိုတာသိတယ်ညာညေယနဲ့ညာနာရှာဝတကံညေယံတာဝတကံညာနာသိစရာတွေရှိသလောက်အသိဉာဏ်လိုက်တယ်ဘုန်းကြီးတို့တွေကြတော့အသိဉာဏ်ရှိသလားသိစရာတွေရှိသလားအသိဉာဏ်ကမလိုက်နိုင်ဘူး။နေပဲအလုံးကိုမသိနိုင်။ကိုလေးလာတဲ့ပညာရလောက်ပဲကိုသိတာဖြစ်တယ်။မသိတာတွေကများတယ်။မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အခါကျတော့ရှာဝတကံညေယံတဝတကံညာနာအပြန်အလှန်ရှာဝတကံညာနာတဝတကံညေယံဉာဏ်ရှိသလောက်လဲသိစရာတွေကကျဲတယ်သိစရာတွေရှိသလောက်လဲဉာဏ်ကရှိတယ်ဆိုအဲ့ဒီတကူအသိဉာဏ်နဲ့ဉာဏ်သည်ဆိုင်ပိုင်းဆိုင်အလုံးတူညီတဲ့အနေအထားပေါ်မှာသွားနေကြတယ်အဲ့တော့လောကမှာသိစရာဆိုတဲ့
ညေးရတဲ့ကအလွန်များပြီးတော့သိနိုင်တဲ့ဉာဏ်ကအားနည်းနေကြတယ်ဒါကြောင့်မို့လို့ဖြည့်ဆွက်ပြီးတော့သင်ကြားပေးနေရတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့တော့အတူချုပ်ကပြောရမယ်ဆိုရင်လူတွေရဲ့မျက်နှာပဲကောင်းဆုံးသောအရာမျက်နှာစရာကောင်းတဲ့အရာနှစ်ခုဟာကိုကျင့်သီလနဲ့အသိပညာပဲဖြစ်တယ်ကိုကျင့်သီလရှိအောင်ကိုကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုဆင်ခြင်ခြင်းကိုကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ခြင်သုံးသပ်ခြင်းအပြင်အသိဉာဏ်ရှိတဲ့ပညာအသိကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရယူနိုင်တယ်ကိုကျင့်တရားကောင်းမှုထိမ့်သိမ့်မှုအတွက်ကဟိရိဥတ္တပလို့ဆိုတဲ့ morality နဲ့ပတ်သက်တဲ့ရှက်ချင်းကြောက်ချင်းနဲ့ရှိဖို့လိုအပ်တယ်ဆိုတာအသိပညာရှိဖို့ရအတွက်သိချင်တဲ့စိတ်နေသဘောထားတွေသိချင်တဲ့ဆန္ဒတွေသိအောင်ကြိုးစားတဲ့လုံလဝိရိယတွေခက်ခဲတဲ့အခါကြမ်းခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းအားတွေရှိအောင်လုပ်ရမှာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားပြီးတော့လူသားတွေရဲ့အရေးချင်းနှစ်ရက်ပြည့်စုံအောင်တတိဆောင်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း